ပါဗျကိုကျွန်တော်ရဲ့နာမည်ကတော့အောင်ကောင်းဆက်ပေါ့နော်လက်ရှိမှာတော့final year computer final ပေါ့နော်ပညာသင်ကြားနေတယ်အဲ့မှာတော့လောလောဆယ် internship တက်ဖို့ပြင်ဆင်နေတယ်ပေါ့နော်ဒီတင်နဲ့ team work နဲ့ပတ်သက်တဲ့ဟာတွေပြောပြပေးပါဦးပေါ့နော်ဒီຢာတွေကအရေးကြီးရလို့ခင်းတဲ့အတွက်ကြောင့်ပေါ့နော်ဒီ topic နဲ့ပတ်သက်တာတွေကိုပြောပြပေးဖို့ဆုံးဖြတ်ခဲ့ရပါတော့အဓိက AI နေပါဝင်လာပြီးဆိုပေမဲ့လည်းနောက်ပိုင်းအရေးကြီးတာတော့ဒီလိုအပ်တဲ့ fundamental တွေအခြေခံတွေရှိမယ်ပြီးရင်ဒီ debugging နဲ့ပါဝင်မယ်ဆိုတာလို့ယုံကြည်ရပါတော့အားကြောင့်မို့ဒီအရာကိုရွေးချယ်ခဲ့ရဖြစ်တယ်ဒီမှာပါဝင်မဲ့ scope တွေအနေနဲ့ဆိုပထမဆုံးတစ်ခုက debugging အကြောင်းပေါ့နော်debugging အဓိက error ရှာတာပဲပေါ့ဒီနောက်တစ်ခုကကျဒီကို project တွေလုပ်တဲ့အခါမှာ project တွေပြီးမြောက်လုပ်တာပဲပြီးနောက်တစ်ခုကကျတော့ဒီ team work နဲ့ပတ်သက်တဲ့တိုင်ရယ်standard နဲ့ပတ်သက်တာပေါ့နော်ရှင်းပြပေးတော့မှာဖြစ်တယ်အဲ့တော့ပထမဆုံးတစ်ခုကဒီ debugging နဲ့ပတ်သက်တာပေါ့နော်အဲ့တော့ရင်းတော့ဆိုရင်တော့ဒီကုတ်ရေးရတဲ့အချိန်မှာအချိန်ပေးရတဲ့အရာပါလို့လဲဆိုရင်ပြောရမယ်ဆိုရင်ဘိုးအနေနဲ့ဆိုရင် debugging ပေါ့နော်error တွေကတော့တော်ချိန်ပေးရတယ်အဲ့တော့ AI ကြီးက ChatGPT လောက်ပဲရှိတယ်ကောင်းကောင်းအလုပ်လုပ်လာဆိုတော့လေအဲ့လောက်ကြီးလည်းအလုပ်မလုပ်ဘူးအဲ့တော့ကိုယ်တိုင် error ရှာရတဲ့ကြောင့်အချိန်တော်တော်ကုန်တယ်အဲ့တော့အဓိကဒီမှာပြောချင်တာ error ရှာတဲ့အချိန်မှာကိုယ့်ဘက်ကနေပြီးတော့ပေါ့နော်ထင်တဲ့ဘယ် error ပါဆိုတာထင်တာတွေကိုဖတ်ပြီးတော့ရှာမိမယ်နဲ့အဓိကဒီ error တက်ပြီဆိုရင်သူ့ရဲ့ terminal မှာဘယ် error 9ကဘယ် error တက်နေလဲဆိုတော့တခါရေးဖော်ပြထားပြီးသားအဓိကဟိုဒီ error မရှာခင်မှာစာရဖတ်ဖို့ပေါ့နော်ဒီ slide ရဲ့ title အတိုင်းပဲstock version start finding ဆိုပြီးတော့မတိရရင်မထင်တာတွေကိုလုပ်နေမှာသားပေါ့နော်ဒီ error မှာပါတဲ့ဟာကိုဖတ်ပြီးတော့ရှာပါလို့ပြောချင်တာပေါ့နော်ဒီ key point အနေနဲ့ဆိုတော့ဒီဒီ error fix လုပ်ခင်ဖတ်ပေါ့နော်အဲ့မှာဘယ် error တွေကဘယ် error တွေလဲဆိုတော့သိရမှာပေါ့ဒီ error log တွေထဲမှာလည်းသူက error တွေလည်းတစ်ခါဖော်ပြထားပြီးသားပြီးနောက်တစ်ခုကကျ15 minute rule ဆိုတာရှိတယ်15 minute rule ဆိုတာကျတော့ဒီကိုက error ရှာနေတယ်15မိနစ်လောက်ကြာသွားပြီဆိုမတွေ့ဘူးကွာမတွေ့ဘူးဆိုရင်ဒါကြဒီ screen ပေါ်ကနေပြီးတော့ခဏအနားယူတာပဲဖြစ်ဖြစ်တောက်လိုက်တာပဲဖြစ်ဖြစ်ပြီးမှ error ပြန်ရှာပေါ့နော်အဲ့မှာဘာတွေ့ရလဲဆိုဒီတော့ဒီ15မိနစ်တိုင်ရင်ညလုံးကအရင်အနောက်ဆိုင်ရဖြစ်တဲ့ကြောင့်ပါမရှင်းနိုင်ဘူးခါရရင်မျက်စိရှင်းသွားရရှိနေတယ်အဲ့လိုခဏခါလေးပြန်ရှာရတဲ့အချိန်မှာဘာဖြစ်လဲအကိုလို့ဆိုဘာတွေ့ရလဲဆိုဒီပဲမှာပြရဥပမာကိုဘက်ကဒီလိုပေးထားတဲ့စလုံးသေးနဲ့ပြီးတော့ဒီမှာပြန်ခေါ်ပြီးသုံးတဲ့အချိန်မှာစလုံးကြီးနဲ့မှားရေးထားတယ်အဲ့လိုပဲဖြစ်တယ်ဒီနောက်တစ်ခုကကျတော့ tools တွေပေါ့ tools over print ဆိုတာကျတော့ဒီ JavaScript တို့ပါမှာဆိုရင် console log တွေတောင်းတယ်ပြီးရင် print တို့ပါအဲ့ဒါနဲ့ဒီဘက်လုပ်လို့ရတယ်ဒါပေမဲ့ project အကြီးကြီးဖြစ်လာဆိုရင်ဒီ console log လေးနဲ့အကုန်လုံးရိုက်ထည့်ဖို့အဆင်မပြေတော့ကိုယ့်ရဲ့ project ကပို့ပြီးတော့များလာမယ် function တွေလည်းများလာမယ်ပြီးရင်နောက်တစ်ခုကကျတော့ပို့ပြီးတော့ complex ဖြစ်လာမယ်အဲ့လိုမျိုးကျရင် tools တွေတုံးတက်ဖို့လိုတယ်ပေါ့နော်အဓိကတော့ code တွေကိုဒီ console log တွေနဲ့အများကြီးရှုပ်ပွားမလို့ချင်တာပေါ့နော်နောက်တစ်ခုကပြပြသွားမယ်ပိုင်းရပါလေဆိုဒီ debugging နဲ့သက်ဆိုင်တဲ့ debugging toolkits တွေပေါ့နော်အဲ့တော့ debugging လုပ်တဲ့အခါမှာလည်းရှာတတ်ဖို့ပဲနေတော့မရဘူးပေါ့နော်ဒီ debugging ရှာဖို့ tools တွေရတယ်တုံးတက်ဖို့ပေးတယ်ပထမဆုံးတစ်ခုကကြတော့ရှိမယ်ဆိုရင် browser dev tool ဆိုတာရှိတယ်ပေါ့ဒါကြောင့် browser ထဲမှာတခါတည်းပါပြီးတာinspect element console ရှိမယ်ပြီး network data တွေ source data တွေအဲ့ဟို demonstrate ပြရမယ်ဆိုရင်
ဒီအားကြောင့်သူ့ရဲ့ browser ထဲမှာပဲပါတယ် test တော့လည်းဒီပဲပြင်လုပ်ထားတယ်ဒါတော့အားလုံးလည်း TV သားဖြစ်လာပါဘူးပထမဆုံးက expert ကိုပထမဆုံးသုံးမယ်ဆိုရင် CS ဒီတော့ HTML CSS နဲ့စပြီဆိုရင် CSS ရေးချင်မှာဒါဒီအတိုင်းတော့စတိုင်နေလုပ်တဲ့ချိန်မှာကိုယ့်ရဲ့ဒီ pattern တွေကဘယ်လောက်ဖြစ်နေတာလဲဒါတွေကြည့်ဖို့အတွက်ဒါတွေတော့မယ်ဒီလို expert ထောက်ပြီးကြည့်ရတယ်ပြီးရင် console ကလည်းတော့မယ်နောက်ပိုင်းတိတ်လုပ်ပြတာက source နဲ့ network ကရှိတယ်ဒီနှစ်ခုကတိတ်မပြီးဘူးပေါ့ဒါပေမဲ့ booster ပိုင်းနဲ့အဲဒီ backend တွေနဲ့ API တွေကိုခေါ်ပြီးဆိုတော့ဒီ network resource တွေတော့တယ်ဒီကတော့ဒီနှစ်ခုဆက်ပြောချင်တာပေါ့နော်ဒီကဒီ source tab မှာဆိုရင်ဟိုဘာတွေထပ်လုပ်လို့ရတယ်လဲဆိုရင်ဒီမှာတို့ကဒီဒီ code ရှိပါအဲ့မှာသူက break point ထားတယ် break point ဆိုတာကဒီလိုနှိပ်လိုက်ဆိုရင်ဒီလိုပေါ်ပြပေးရပါအဓိက break point ကဘာလုပ်ပေးလဲဆိုရင်ကိုယ့်ရဲ့ဒီတခု function တစ်ခု run လိုက်ဆိုရင်ဒီမှာဆို break point ထောက်ထားတာကအခုဒီမှာ API fetch လောက်တာထောက်ထားတယ်အဲ့ဆို fetch data ဆိုတာနှိပ်လိုက်ဆိုသူကဒီ break point တစ်ခုချင်းဒီအဲ့ line by line တစ်ခုချင်းဒီသူကရက်ပြီးတော့ပေါ်ပြပေးရပေါ့ဒီမှာဆိုရင်အခုကဒီ fetch data နှိပ်လိုက်ဆိုရင်သူကဒီလိုရောက်သွားတယ်အဲ့ဒါတော့သူကပြရတယ်အဲ့ဘာတွေကထည့်ကြည့်လို့ရတယ်ဆိုရင် over ထောက်လိုက်ပြီဆိုတာနဲ့ဒီပါလိုင်းသူ့ရဲ့ property တွေထည့်ကြည့်လို့ရမယ်ပေါ့ဒီမှာဆိုလက်ဆိုဒါက parameter တစ်ခုပဲလက်ခံတယ်ဆိုတာကိုပြောချင်တာပေါ့ဒီဒါကိုထည့်နေလိုက်ပြီဆိုရင်ဒီမှာနောက်တစ်ခုထည့်ရအောင်ဒီကနေတော့ကိုက over လုပ်ပြီးတော့ကိုလိုတာလိုက်ကြည့်လို့ရတယ်ပေါ့နော်နောက်ပိုင်းဘာတွေထည့်ကြည့်လို့ရမလဲဆိုရင်ဒီအဲ့တော့ value တွေဒီ value တွေတရားလေးဆိုတာလည်းထည့်ကြည့်လို့ရတယ်ပေါ့ဒီမှာထပ်သုံးလို့ရတယ်အများကြီးရှိတယ်ဥပမာဒီ function ထပ်ဆိုတဲ့ဟာဆိုရင် break point နဲ့ထောက်ရလို့တန်းကြည့်လိုက်တယ်ဆိုတော့ကဒီလို value တွေရော error ဖြစ်နေတာတခါလေးပြပြီးတာပေါ့ဒီမှာဆိုရင်ဒီ value ပဲ h မှာ value တက်တခါလေးဝင်ပြီးတာဒီဒုက္ခမဲ့ element နဲ့ရှာရဆိုရင်သူကတခါလေးတွက်ချက်ပြီးတာအဲ့လိုကြည့်လို့ရတယ်ပေါ့အဲ့တော့အချင်းပုံပြီးတော့ပုံမှာ over လုပ်လိုက်ဆိုဒီ h ဆိုရင်30ဝင်တယ်y ဆိုရင်20ဝင်တယ် z ဆိုရင်30ဝင်တယ်ဆိုတော့ကိုကတခါလေးကြည့်လို့ရတယ်နော်ပို့ပြီးတော့လေကိုက error ကိုရှာတာပဲပို့ကိုယ့်ရဲ့ value ရဲ့ data ရဲ့တခါလေး like စစ်လို့ရတယ်ပြီးနောက်တစ်ခုကကျတော့ network dash ရှိတယ်network dash ကိုခုနက fetch data တော့ကို API ယူတော့ error တက်မှာနော်အဲဆို4ဆိုတာဆိုလို့ရှိတယ်နောက်ပြီးတော့ဒီ4အပြင်အခြားအများကြီးရှိသေးတယ်အဲ့ဒါမှဘာလဲဆိုပြီးချင်website တစ်ခုရှိတယ်အဲ့ဒီပြမယ်ဒီ HTTP test ဆို website ရှိတယ်အဲ့ဒါကသူကဟိုအများစုက4 API တွေ0 error တက်4ကျော်တာပေါ့ဒါကြီးလုံးလုံးနေ file တော့ပဲရှိပါအခြားဟာကြီးဂျုံလိုက်ဆိုနေဒီ HTTP test website ကလည်းကြည့်လို့ရတယ်ပေါ့ဥပမာသူက400ဆို Firebase ဆိုတာဖြစ်တယ်သူပြောပြပေးထားတယ်ဒါကြီးကြည့်ပြီးတော့ကိုကလည်းဘာလုပ်လို့ရတယ်ပေါ့နော်ဒါတော့ what if လို့ပေါ့နော် what if ရဲ့တုံးတင်တဲ့ဟာကိုပြပြရအောင်နော်sorry အခု share ပြပါ
ဒီ network တက်မှာဘာသုံးလို့ရတယ်လဲဆိုရင်ကိုယ့်ရဲ့ဒီ application performance တွေပါကြည့်လို့ရတယ်ဒါဆိုရင် user တွေက reset တွေထားလို့ရတယ်ပေါ့ user တွေက 3G နဲ့တုံးနေဆိုရင်ကိုယ့်ရဲ့ website က 3G internet နဲ့တုံးနေဆိုဘယ်လိုဖြစ်နေတော့ 4G ကိုမှအနေနဲ့ဆိုဘယ်လိုဖြစ်လို့အဲ့လိုဆက်လုပ်လို့ရတယ်ဒီမှာ web forward state ပြရတယ်မဟုတ်ဘူး forward state ပဲပြရတာမဟုတ်အဲ့မှာ response time တွေ request time တွေပါပြရတယ်ပေါ့အဲ့တော့ကိုယ့်ရဲ့ request response တွေကဘယ်လောက်ကြာလဲထိုင်ပါထက်ကြည့်လို့ရတယ်အဲ့တော့ဒီကတော့ budget 2ပေါ့နော်ပြီးရင်ဒီမှာဆိုရင်VS Code extension ဘက်ကိုတောင်းတယ်ပေါ့နော် VS Code extension တော့ဆိုတော့အများစုသုံးတဲ့extension တွေပါရှိမယ်ဆို error lines ရှိမယ်ဒီ ESLN ရှိမယ် 3DS ရှိမယ်error lines ကကြတော့ကိုယ်သုံးနေတဲ့ extension ပဲပေါ့နော်သူက error တက်ရင်အမြဲမှာကွာစာကြောင်းတွေကိုလိုက်ဖက်ဆရာလို့တော့ဒီ error တက်တဲ့ကိုယ့်ရဲ့ပေးမှာပဲစာသားအနည်းအောင်စာသားလေးနဲ့ဘာမှနေတယ်ဆိုတော့ပေါ်ပြတွေ့ရပါပြီးနောက်တစ်ခါကျတော့ ESLN နဲ့ PPI ကကြဒီ error ပြရဟာပေါ့အဓိကကကြတော့ clean code ဖြစ်အောင်ပေါ့ဒီနှစ်ခုတောင်းတယ်ပေါ့နော်ဒါကြောင့် code တွေဖက်ကရှုပ်နေဆိုရင်အများစုကဒီ extension တောင်းတယ်အဲ့တော့သူကဘာလို့လဲဆိုတော့ code တွေကိုတိတိကျကျဖြစ်အောင်စီးပေးရုံမကောင်းဘူးကွာဒီ syntax မှားနေတာတွေရှင်းနေတဲ့အချိန်မှာသူကတားပြီးနောက်မိုင်းဖြစ်ကာကွယ်ပြီးတော့နောက်တစ်ခုကကြတော့ essential ကကျတော့လိုရမယ်ထင်တာကဒီ front end နဲ့ back end တွေချိတ်တဲ့နေတဲ့အခါမှာကွာမှားနေရတဲ့ front end ကလာနေရလား back end ကလာနေရလားဆိုတာတစ်ခါလေးစဉ်းစားခက်တယ်ပေါ့အဲ့တော့ဒီဥပမာ back end data အတွက်ပဲစမ်းနေဆိုရင် postman ကိုတုံးပြီးတော့ကို API data တွေကိုစမ်းတယ်အဲ့တော့ back end data တွေကသမကကလာလားပြီးအဲ့ဒါတည်နေတယ်ဒီ front end မှာပဲအဲ့တော့ကိုလုပ်ချင်တဲ့ဟာကို front end မှာပဲဒီပိုင်းအောင်စိုက်ပြီးတော့ဒီဘက်လုပ်လို့ရတယ်ပေါ့နော်ပြီးရင် Tanda client ကလည်း postman နဲ့အတူတူပဲအဓိကရသူကကြဒီ postman လိုမျိုးတက် application တခုလည်းမဟုတ်ဘူးလေ VS Code extension နေပေါ့နော်ဒီထဲမှာ postman သုံးခုတူရှိတာမသိဘူးHello ရှိတယ်ဗျဂျူနီယာရုံးလေးနေpostman ကိုဒီကိုပြပေးတော့ပေါ့ခဏလေးပါ
ဒီ postman နေစမ်းတော့စမ်းကြတော့ပေါ့နော်သူကကြောက်လို့လဲဆိုရင်ကိုဘက်ကနေပြီးတော့ front ကနေပတ်ကနေပန်းလိုက်ပြီဆို front ကနေဆိုရင်ကိုဘက် front နေသွားပြေးလိုက်ပြီးရင်စမ်းလိုက်ဆိုတော့လောက်ရှုပ်နေတယ်လေကွာအဲ့လိုဖြစ်အောင်လို့လိုအပ် front ကနေလိုအပ်တဲ့ input file input တွေဖြူပြီးတော့ဒီကနေတော့သူ့ရဲ့ဒီ API endpoint နဲ့ပို့ပြရပါတော့အဲ့ဆိုဒီမှာ response တွေပြန်ရတယ်သူကနေလို့ပါဆိုအဆင်ပြေဆိုတော့ဒီတစ်ခါစမ်းပြရပါတော့ကိုယ့်ရဲ့လုံဆောင်ချက်တို့လည်းပုံမြင်စီပေါ့အဲ့ဒါတော့မယ်ပြီးရင်နောက် slide မှာရှိမယ်ဆိုရင်tutorial နဲ့ပတ်သက်တယ်ပုံမှန်ကိုရရဲ့ဖြစ်တယ် tutorial ကြည့်လိုက်တယ်ပြီးရင် tutorial မပြီးပါဘူးဒီ tutorial တဲမှာပဲပတ်လေရိုက်တယ်ပေါ့အဲ့ဒါကို tutorial ထဲလို့ပြောချင်တာပေါ့နော်ကိုကပဲချိန်မှာဒါဖြစ်နေတယ်ဆိုရင် tutorial အကြည့်မှာ tutorial လိုက်ကြည့်ရဒါပေမဲ့ဘာမှတော့တိုင်းမလို့ပေါ့ရေးရရှိနေတယ်ဒီမှာဒါပေမဲ့ copy paste လုပ်နေတာပဲမထူအဲ့လိုဖြစ်နေတယ်ဒီနောက်တော့ကြောင့်ကိုယ်က project အတစ်တခုလုပ်လိုက်ပြီဒါပေမဲ့ဒီ project အတစ်တခု create လုပ်လိုက်ပြီးတော့ပါဆက်လောက်အောင်မသိဖြစ်နေအဲ့လိုမျိုးကြုံနေပြီဆိုရင်tutorial ဟဲမှာရောက်နေပြီးတော့တွေ့လို့ရတယ်ပေါ့နော်အဲ့တော့ဒီကနေပြီးတော့ဘယ်လိုမျိုးရှောင်ကမ်းမလို့အဓိကတော့ကိုက tutorial ကြည့်ပြီဆိုရင်အရင်ဆုံးဒီမျိုးထိုင်ကြည့်နေမယ်ဆိုတော့သူနဲ့ interact လုပ်ပြီးတော့သူရဲ့အကုတ်တွေလိုက်ရေးနေဆိုရင်တော့ကိုဘက်ကဒီ front end လုပ်ပြီးဆိုရင် design တွေ chain တာ CSS ကုတ်တွေနည်းနည်း chain တာဥပမာ full stack လုပ်နေပြီဆိုရင်ကိုယ်တိုင် fashion တစ်ခုခုပေါ့အဲ့ tutorial မှာ by fashion ကိုစမ်းကြည့်တာဒါမျိုးတွေလုပ်ပြီးပြင်နေတယ်နော်ခုနောက်ပိုင်းက AI နေလည်းထွက်လာပြီဆိုတော့မသိရင် AI နေလည်းမေးလို့ရတယ်အဓိက AI နေမေးတဲ့အချိန်မှာလည်းဒီလိုမျိုးမဖြစ်စေဘူးကိုဘက်ကဒီ AI ဘက်ကဒီခြေပေးလိုက်တယ်ဆိုတော့မှဒီ AI ကခြေပေးရဲ့ကုတ်တွေဖတ်ဖို့လိုရတယ်ပေါ့နော်မဖတ်ဘဲနဲ့အကုန်လုံးလက်ခံမယ်ဆိုတော့နောက်ပိုင်း AI ဘက်က error တက်လိုက်ဆိုကိုဘက်ကပြန်ရှားတာချိန်ပို့ပေးရလိမ့်မယ်ပေါ့နော်အဓိကတော့ AI ကိုအရင်မယုံဘူးပေါ့နော်အဲ့ဒါလည်းလိုအပ်တယ်ဘာဖြစ်လို့ဆိုတော့ AI ကလောက်တော့လုပ်ပေးလိုက်တယ်ကြီးပေးလိုက်တခါရရင်အလုပ်ဖြစ်တယ်လို့ထင်ရတယ်ကိုယ်တိုင်စမ်းကြည့်ရချိန်ကျရင်မထင်မှတ်ထားတဲ့ error တွေပါနေတဲ့တိုင်းရှိတယ်အဲ့တော့ AI ကြီးကြီးပေးအောင်ကုန်လက်မခံဖို့လည်းပေါ့နော်ကိုယ်တိုင် AI ရေးတဲ့ code တွေကိုစီးပေးဖို့ပထမတစ်ချက်ပြီးနောက်တစ်ခုကကြဒီကိုကဒီကိုယ်တိုင်လည်းဒီ AI မှာပါပဲတယ်ပေါ့နော် function တွေဒီ feature တွေကို implement လုပ်နိုင်လဲဆိုတာကိုယ်တိုင်လည်းစမ်းသပ်တယ်ပေါ့နော်အဲ့တော့တရထဲလုပ်ပြီးတော့နောက်နေ့မှမလုပ်တာတဲ့ဆိုင်ပါကိုယ်တိုင်ပုံမှန်လုပ်တာပို့ပြီးတော့ကိုယ်တိုင် improve ဖြစ်တဲ့အဆင့်တွေပေါ့နောက်တစ်ခုကကျတော့ line တစ်ခုချင်းစီကိုပုတ်တယ်ကွာ line တစ်ခုချင်းစီကို manually ကိုယ်တိုင်ရှင်းတာပေါ့အဲ့ဒါမှလည်းမှတ်မိပါဘူးဒီနောက်တစ်ခုကကျတော့ project ကိုပြီးအောင်လုပ်တာပေါ့အဓိက project အကြည့်ပြီးဖို့မလိုဘူးဒီ project တည်ထဲမှာဒီအဓိကပါဝင်တဲ့လိုအပ်တဲ့ core feature တွေဒါတွေပါဝင်ရပြီအဲ့ဒါရေးပေးတင်တယ်ပြီးရင်နောက် slide အနေနဲ့ဆိုရင်ဒီ project completion နဲ့ပတ်သက်ပြီးတော့ 90% ကျန်တယ်ဆိုတော့ရှိတယ်အဲ့ဒါကြောင့်ဘယ်ချိန်မှာ project ပြီးသွားရတယ်ဆိုတော့ကိုယ်ကပြီးလာတယ်အခုလည်းလိုပဲကို project ကပြီးနေတယ်ဆိုတော့သိချင်မသိဘူးဒါပေမဲ့တစ်ခါကျရင်လည်းပြီးပြီလို့
ထင်တယ်ဒါပေမဲ့မပြီးသေးဘူးဆိုပြီးတော့လည်းပြစ်ထားလိုက်တဲ့ဟာရှိရ sum လုပ်တော့ feature တစ်ခုလောက်ထည့်ပြီး sum လုပ်တော့တတိုင်းကိုပြစ်ထားလိုက်တာပဲဒီ90% BY ဆိုနောက် 10% တွေကဒီဘာတွေပါနေပြီလဲဆိုရင်အဲ့ 10% မှာပါဝင်တဲ့ဟာတွေကback တွေ fix လုပ်တာရှိမှာကွာနောက်ပိုင်း UI UX တွေထပ်ပြီးတော့ထပ်ပြင်ရတာရှိတယ်ပြီး error handling ပိုင်းတွေdocumentation နဲ့ deployment ပိုင်းတွေထပ်ရှိတယ်ဒီ project PV ကိုသတ်မှတ်ချင်တယ်ဆိုတော့ MVP approach ဆိုတဲ့ရှိတယ်ပေါ့ MVP approach ကိုတော့ရတယ်အဲ့ဒါဒီ MVP approach ကကြတော့ဘယ်မှာသုံးရလဲဆိုရင်ဒီ project ပြန်ပွဲမှာသုံးရတယ်အဓိကကတော့သူက minimum viable product လို့ပြောတာပေါ့ minimum viable product ဆိုတာကသူကဒီ project တစ်ခုကကွာသူကတည်ရဒါပေမဲ့သူ့ရဲ့နောက်ဆုံးလုပ်ပေးနိုင်တဲ့နေရာကျ usable version ရှိဖြစ်တယ်ကွာအဓိကပါဝင်တဲ့ code feature ပဲပါတယ်ပြီးနောက်တစ်ခါကျမြင်မြင်ပြီးရအဲ့ဒါ MVP approach လို့ပြောနေတာပေါ့နော်အဓိကတော့ဒီဥပမာ code feature လို့ပါဝင်တယ်ဆိုတာဗာလဲဆိုတော့ login system ပါလို့ဆိုရင်ကွာဒီ login tool ရရှိရမှာ login logout ရဲ့ register ရကွာအဲ့ဒီကောင်တော့ application ရပါတယ်အဲ့ဒါကိုပြောချင်တာဒီ definition ကတည်းကဆိုရင်ဒီ definition ကိုတိုင်းလိုရတယ်ပေါ့နော်အဲ့ဒါကြတော့ဒီ core feature logic ရှိမယ်ဒီ UI UX ရှိမယ် error handling ထားရှိcore logic မှာဆိုခုနက MVP approach လို့ပဲကွာlogin system ဆိုရင်နဲ့လိုအပ်တဲ့အကုန်ပါမယ်UI UX ဆိုရင်လည်း clean design ဖြစ်ရမယ်ဟုတ်တယ်responsive လည်းဖြစ်ရမယ်ဒီ pattern spacing တွေ color တွေက consistent ဖြစ်နေရမယ်အခုနောက်ပိုင်း AI ရှိနေပြီဆိုတော့ကိုယ့်အတွက်ကိုရှင်းချင်တဲ့အပိုင်းကိုပို့ပြီးတော့အောင်ဆိုင်ရရတယ်ကွာအကယ်၍ကိုက background ကိုပဲ teacher လုပ်ချင်နေဆိုရင်ရင်းတော့ဆို background ပဲဆိုရင်တိတ်ပြီးတော့မသိတာကွာfront end ကဘယ်လိုဖြစ်နေမှမသိဘူးအခုဆိုရင် UI UX ဘိုင်းကို AI ဆူထိုင်းလိုက်background ကိုပဲကိုယ် focus လုပ်အဲ့လိုမျိုးလုပ်ရရတယ်ပြီးနောက်ပိုင်းမှာဆက်ရှိမယ်ဆိုဒီ error handling error handling ကဒါတော့ဒီမျိုးကိုမထင်မှတ်ထားတဲ့ error တွေပေါ့ဒီ error handling ကဘာလို့ handle လုပ်နေရလဲဆိုရင် empty import က handle လုပ်နေတယ်user က password space ပဲထည့်လိုက်ပြီးတော့ကိုဒီ system ကြီးက space ကိုလက်ခံရဆိုရင်အဆင်မပြေဟုတ်တယ်မလားနောက်ပိုင်းဖြစ်လာမယ် error ကိုကိုယ်တိုင်ပဲထည့်ရှင်းရမှာအဲ့တော့ဒီ error handling ကိုတေချာလုပ်ရမယ်ပြီး error message တွေဒီ error message တွေကိုလည်း meaningful ဖြစ်ရမယ်ဒီ error message တွေ meaningful ဖြစ်ရမယ်ဆိုတော့ပြောချင်တာပဲဟိုလုပ်တဲ့နှစ်ပတ်လောက်က ARP သူတို့ဟို application credit ကဖောက်ခံလိုက်ရတာလို့ပြောတာအဲ့နဲ့ပတ်သက်ပြီးတော့ဆရာ email မှာ UX case UI UX case study တခုဆိုပြီးတော့post တင်ထားရှိတယ်ပေါ့နော်အဲ့မှာတော့ဖတ်လို့ရအဲ့ဒါကသူကဘာပြောထားလဲဆိုဒီအဲ့ ARP ကသူတို့ application အဲ့ချိန်မှာပတ်သက်ပြီးတော့ crash ဖြစ်သွားတဲ့အချိန်ပြထားတဲ့ဒီ error message ပေါ့နော်user တယောက်အနေနဲ့ဆိုရင်နားမလည်တဲ့တိုင်ပတ်နေရအောင်ဘယ်လိုမျိုးရှင်းရှင်းလင်းလင်းလုပ်ထားမယ်ဆိုရဲပြထားတဲ့ဟာသူကလုပ်ပြထားတယ်အဲ့တော့ဖတ်လို့လည်းရတယ်ပြီးတော့ဖတ်ပြီးလေ့လာလို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ documentation နဲ့ deployment အဓိကကဒီကတော့အရေးကြီးဆုံးပေါ့အရေးကြီးဆုံးဆိုတာကကိုယ့်ရဲ့ဒီ project ပြီးသွားဆိုတော့ဆုံးဖြတ်ပေးလို့ရတယ်ပေါ့နော်BMI file တွေပါမယ်ပြီးရင်တော့ဒီကိုဘက်ကလိုရတဲ့ဆိုရင်ဒီ project ရဲ့ screenshot တွေပေါ့ပြီးတော့ကိုကလည်းဆိုရင်ဒီ deployment ရဲ့ကိုကဒီ host တွေ service တွေ deploy ပေးထားပြီးတော့ host လောက်ထားပြီးဒီ GitHub process တွေအားရမရှိဖြစ်ဘူးเนาะအဓိကတော့ project ဟို local မှာပဲ run လို့ရတာတော့မဟုတ်တော့ဘူးပေါ့နော်ဒီကို
ကိုယ်တိုင်ကမှဒီonline ပေါ်မှာ access လုပ်လို့ရအောင်ဒီလောက်ထားမှတာဒီမြောက်တယ်တတ်မှတ်နေရတယ်ကိုယ့်ရဲ့ project အဲ့တော့90ရာခိုင်နှုန်းလောက်နဲ့ဒီရလောက်ကြတယ်ဒီရအဲ့တော့တော့ဒီမြောက်လောက်ကြပါဘောနော်အခုကပြန်ပြရတာအဲ့ဒါပေါ့နော်နောက် slide ကိုလည်းဒီချောင်းလောက်ခင်ဗျာပိုင်းမှာတော့ဒီတောင်းတဲ့ project တွေမှာတိတ်တိတာပေါ့နော်ဒါပေမဲ့ဒီ project ပြန်ပွဲတွေပါရဆိုတော့ဒီခင်ဗျာပိုင်းကတော့တော်တော်တိတာတယ်အဲ့တော့ပထမဆုံးကတော့ဒီ husky ပဲကောင်းနေတယ်ကောင်းနေတဲ့ personality husky ရော source ရောကောင်းနေတာပို့ကောင်းတယ်နော်ကိုအနေနဲ့လည်း communication မကောင်း communication ပိုင်းဆိုတော့ဟုတ်တယ်အဲ့တော့အဓိကတော့ communication လဲsoft skill ဆိုရင်သူက communication ပါမယ်teamwork တွေပါမယ်ဒီ husky ကဒီ programming language တို့ပါလို့နော်ဒီ framework တွေတွေ့တဲ့ knowledge တွေပြောချင်တာအဲ့တော့ဒီက communication ဆိုရင်communication ကောင်းမှလည်းဒီကိုယ့်ရဲ့ project ကိုပို့ထည့်မှန်ပါရလဲနားလည်မှာအဲ့တော့အဓိကdocumentation ရေးပြီဆိုရင်ကိုယ့်ဘက်က clear documentation ရှိရမယ်အသေးကိုထင်မှန်ပါရနေပြီဆိုရင်ကိုယ်ကကောင်းကောင်းရှင်းပြနိုင်ရတယ်ပေါ့နော်မရှိအဲ့တော့အဓိကကဒီကိုယ်တိုင်ကောင်းကောင်းရှင်းပြနိုင်ပြီဆိုရင်ကိုဒီ project ကိုနားလည်နေပြီလို့ပြောစားလို့ရတယ်အဲ့လိုချင်းရောက်လာပြီဆိုတော့ပြန်ဝဲနေမှာဆိုရင်လူစားရမေးလိုက်အောင်မိကုန်းနေပါမေးရဆိုတော့ကိုယ့်ဘက်ကကြက်ဖြစ်ရတယ်ဘာလဲဆိုတော့ကိုယ့်ဘက်ကဒီရှင်းပြထားဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ project ကောင်းကောင်းနားလည်နေကိုယ်ကမေးပါဖြစ်ရမယ်ဆိုကိုယ်ကသိရပေါ့အဲ့တော့အဓိက communication ကောင်းမှုလည်းထိုင်နေပတ်သက်ပြီးဒီနောက်တစ်ခုကျ peer review ကကျတော့ဒီအခုဒီကုတ်တီရေးပြီးဆိုရင်ဒီ KH ကဘာမှရှင်းနေတော့ပါတယ်ဒီ KH ကနေပြီး push တို့ဘာလို့လုပ်လိုက်ပြီဆိုရင်ဒီ KH ပေါ်မှာသူတို့ကိုလည်းအနေနဲ့လုပ်ပြီးသူတို့စီက feedback တွေတောင်းတာဒါမျိုးတွေလုပ်တယ်ပေါ့နော်ဘာလဲဆိုဒီprogrammer အနေနဲ့စဝင်ဒီဘို့ဆုံးဖြတ်လိုက်ပြီဆိုတော့ဒီကိုအမြင်ပဲအရေးကြီးတယ်လို့သတ်မှတ်လို့မရဘူးပေါ့နော်ဒီကိုထင်းမှမှာရသူရဲ့အမြင်ကိုပါထည့်ပြီးတော့စဉ်းစားပြရမယ်ပေါ့နော်အဲ့တော့ထင်းမှမှာရမှာဥပမာအမြင်ဒီ technology တွေကဆိုတာဘယ်သူမှအရင်တော်နေတဲ့လူကရှိမှာပေါ့ technology ကအရင်မှာတိုးတက်နေဖြစ်တဲ့အတွက်ကြောင့်မနေလိုက်နေရဖြစ်တယ်နော်ဟုတ်တယ်အခုတော့မှဒီ agent AI တွေautomation တွေအစုံပဲမနေလိုက်နေအဲ့တော့ဘယ်သူမှလိုက်မပြီးအဲ့တော့ကိုယ့်ဘက်ကဒီကျင်းမှုလုပ်တယ်ပေါ့နော်အမြင်ကိုကြည်ထားဖို့လိုအပ်တယ်ဘယ်ဘက်ကလာတဲ့ feedback မဆိုကိုယ့်ဘက်ကလက်ခံနိုင်အောင်ပြင်ဆင်ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ gain နဲ့ကိုလိုက်ဒီ gain နဲ့ကိုလိုက်ဆိုရင်ကိုကဒီ portfolio တိုင်းလုပ်ပြီးဆိုရင်ဒီ brush တွေတုံးတာဒီတို့စီက review တောင်းတာပြီးရင်အကယ်ကိုကြည့်ပြီးနေ senior ပါရှိရဆိုရင်ကိုယ့်ရဲ့ code တွေ share ရပါတော့သူတို့စီကနေ feedback တောင်းတာလုပ်တယ်နော်နောက်တစ်ခုကဒီဒီ project responsibility နဲ့ဆိုင်တဲ့ဟာတွေပေါ့ဒါကိုလည်းနားလည်အောင်လို့ကိုယ့်ရဲ့ team member ကိုရှင်းပြတယ်အဓိကတော့ဒီမိုးပြပြီးရှင်းပြရင်တော့အကောင်းဆုံးပေါ့နော်ဒီမှာကဘာတွေထပ်ပြောရမလဲဆိုရင်ဒီကတော့ဒီ problem solving mindset ကလည်းထားတယ်ပေါ့ခေတ်မှာထိုင်ရလိုရတယ်ပေါ့နော်နောက် slide ဒီနေရာ conclusion ပေါ့နော်
conclusion အနေနဲ့ပြောပြလိုက်ကြရအောင်ဆိုတော့ဒီကဒီ还有我们这边这里我们这 project တွေလည်းဆိုရင် intensity test and consistency ကပုံမှန်တဲ့နော်ပုံမှန်ဆိုတာဒီchannel ဒီ project ကိုအပြီးလုပ်နေတဲ့အစားကိုယ်တိုင်ကတော့ဒီတရင်ပုံမှန်လေးလုပ်နေတာကိုကောင်းတယ်နော်ပြီးရင်ဘယ်လိုပဲအဒီတော့ဒီရပါညီပြောင်းနေ fundamental တွေနော်ဒီချာလေးလာတယ်အဒီနောက်တစ်ချက်ကပါလဲဆို land effect ပေါ့အခြေခံလေးကိုဒီချာလေးလာတယ်အခြေခံဒီ coding language ရဲ့အခြေခံတည်ပြီးဆိုတော့နောက် coding language ဒီအတင်းရတယ်ပါတယ်အဲ့တော့လေအကုန်လုံးကတော့ဒီရပဲဒါတွေပဲရေးဝင်ရေးဒီပါရှိမယ်တိုးလာတာရှိမယ်ဒါပဲရှိရပါမယ်ဒီ conclusion အနေနဲ့ဒီကပြောချင်တာတော့အခြေခံကိုဒီ channel လေးလာဖို့ပေါ့ဒီကိုယ့်ရဲ့လုံတင်တဲ့ဟာတွေပုံတင်တဲ့ဆိုင်တွေကိုဝင်နေတဲ့ဆိုင်တွေပုံမှန်လေးလုပ်ပါကိုပကနေ conclusion အနေနဲ့ပြောချင်ပါတယ်ဗျပြီးရင်နောက်ဆုံးဒီနေ့ကတော့ question and answer ဒီ knowledge sharing နဲ့ပတ်သက်ပြီးတော့မေးချင်တာရှင်တော့မေးလို့ရပါတယ်အခြားသိချင်တာလည်းဖြစ်ဒီရဲမှာပေါ့နော်နောက်ပိုင်း final ကျောင်းလို့ internship အတူတူလုပ်ပြင်ဆင်နေတာမျိုးဖြစ်တဲ့ပတ်သက်ပြီးမေးလို့ရပါတယ်မေးချင်တဲ့ပြည်မှာရှိလားမသိဘူးဗျမေးချင်တဲ့သူမရှိတော့ဘူးလို့ပဲယူဆလိုက်တော့မယ်ကဲဒါဆိုတော့ပြီးတော့ဒီ knowledge sharing တွေကိုဒါပြီးတော့နားထောင်ပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်တကယ်မေးစရာမေးဖို့မရှိတော့ဘူးဆိုတော့ဒီကနေ leave လို့ရတယ်ပေါ့နော်